ဒီလောကမှာတော့အမျိုးသမီးတွေဟာကလေးမွေးဖွားဖို့မလိုပါဘူးသူတို့ဟာကလေးတွေကိုမြေထဲမှာပဲတူးဖော်ပြီးရှာဖွေကြရတာပါတကယ်လို့သင်ဟာကံကောင်းမယ်ဆိုရင်အမွှာပူးလေးတွေကိုတောင်တူးဖော်ရရှိနိုင်ပါတယ်လီလီဟာလည်းကိုယ်ပိုင်ကလေးလေးတစ်ယောက်ရဖို့အသေးအတန်လိုလားနေသူပါဒါပေမဲ့သူမဘလောက်ပဲစူးစမ်းပြီးတူးဖော်ပါစေဘာမှရှာမတွေ့ခဲ့ပါဘူးပတ်ဝန်းကျင်မှာတခြားကလေးတွေရဲ့ရင်မောတန်တွေပြန့်လွင့်နေပေမဲ့သူမကတော့အကြီးကျယ်နေစေဖြစ်ပါတယ်သူမဟာအကြီးကျယ်ဝမ်းနေပူဆွေးရင်ကတင်ပေါ်မှာလဲလျောင်းပြီးငိုကြွအေးနေခဲ့ရပါတယ်နောက်တနေ့မနက်မှာတော့လီလီဟာကလေးရှာဖို့အတွက်ထပ်ပြီးထွက်လာခဲ့ပြန်တဲ့စမ်းကြဲတဲ့ပင်လယ်ကမ်းဆက်တွေမှာပဲဖြစ်ဖြစ်ဝေးလံတဲ့ကျွန်းစုတွေမှာပဲဖြစ်ဖြစ်သူမဘာမှရှာမတွေ့ခဲ့ပါဘူးတနေ့မှာတော့သူမဟာတောအုပ်တစ်ခုလေးကိုရောက်သွားပြီးကူတစ်ခုကိုမတော်တဆတွေ့ရှိခဲ့ပါတယ်ဆက်စုချင်းစိမ့်နဲ့သူမဟာကူထဲကိုခုံဝင်လိုက်ပြီးနေရန်တွေကိုစမ်းတဝါးဝါနဲ့ရှောက်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲအရှိဘက်ကနင်းလက်နေတဲ့အလင်းတန်းတစ်ခုကိုသူမသတိထားမိလိုက်ပါတယ်သူမအပေါက်ဝါကိုရောက်လို့ချောင်းကြည့်လိုက်တဲ့အခါမှာတော့သူမအမြဲတမ်းအိမ်မက်မက်ခင်ရတဲ့ကောင်လေးကိုတွေ့လိုက်ရပါပြီသူမရဲ့နှလုံးသားဟာဝမ်းသာအားရနဲ့ခုန်လုသွားခဲ့ရတယ်သူမဟာအပေါက်ကိုအမြန်ချက်လိုက်တဲ့အခါမှာနောက်ထပ်ကလေးတစ်ယောက်ကိုပါထပ်တွေ့လိုက်ရပြန်တယ်အဲဒီနောက်မှာတော့ကြီးမားတဲ့လက်တစုံကသူမကိုမတင်လိုက်ပါတယ်အဖြစ်မှန်ကတော့ဒီလောကမှာကလေးတွေကသာသူတို့ရဲ့မိခင်ကိုရွေးချယ်ကြတာဖြစ်ပါတယ်ဒါကြောင့်လီလီဟာကလေးနှစ်ယောက်ရဲ့ဝိချီချင်းကိုခံရပြီးအိမ်ကိုပါသွားခဲ့ပါတယ်သူတို့ဟာလီလီကိုညင်သာစွာရေချိုးပေးပြီးလှပတဲ့ခေါင်းဝင်းဖြူလေးတစ်ထည်ဝတ်ပေးခဲ့ကြတယ်သူတို့ဟာအတူတူလမ်းလျှောက်ထွက်ကြကစားကြရင်းနဲ့မကြခင်မှာပဲအိပ်ပျော်သွားခဲ့ကြပါတယ်အဲ့ဒီအချိန်မှာယုံလေးတစ်ကောင်ပေါ်လာပြီးလီလီကိုကူအောက်ဝါစီကိုခေါ်သွားခဲ့တယ်အဲ့ဒီအောက်ဘက်မှာတော့လီလီရဲ့မူလကဘာရှိနေတာပါယုံလေးကသူမကိုမူလကဘာစီပြန်ဖို့အချက်ပြပေမဲ့သူမကတော့ခွဲမသွားနိုင်ခဲ့ပါဘူးအဲ့ဒီအခါယုံလေးကသူမရဲ့လက်ကိုစုပ်ကန်လိုက်ပါတယ်ချက်ချင်းဆိုသလိုပဲသူမရဲ့မျက်စိရှိမှအနာဂတ်မြင်ကွင်းတွေပေါ်လာခဲ့ပါတယ်အဲ့ဒီထဲမှာသူမဟာကလေးလေးတစ်ယောက်ကို꿰ချီထားတာကိုတွေ့လိုက်ရတယ်သူမဟာဘာမှထပ်မစင်စားတော့ပဲအောက်ကိုခုန်ချလိုက်ပါတော့တယ်သူမရဲ့ကိုယ်ပိုင်ကဘာကိုပြန်ရောက်တဲ့အခါမှာတော့သူမဟာအိမ်မက်ထဲကနေရာစီကိုတန်းစီပြီးပြေးသွားခဲ့ပါတယ်နောက်ဆုံးမှာတော့လီလီဟာသူမအသေးအတန်လိုချင်နေတဲ့ကိုယ်ပိုင်ကလေးလေးကိုရှာဖွေတွေ့ရှိသွားပါတော့တယ်